2026ကမ္ဘာဖလား32သင်းရှုံးထွက်ပွဲစဉ်ရဲ့ Day 2ကိုပြန်လည်ခန်းစားခြင်းအရင်ဦးဆုံးတော့ဂျာမနီကဘာကြီးလဲအဲ့ကိစ္စနေပဲစရမှာပါရာဂွေးလိုအသင်းကိုရှုံးတယ်အရင်တော့ပါရာဂွေးဆိုတာကျွန်တော်တို့ကပါရာဂွေးတို့ဘာလို့ဒီဥရုဂွေးတို့ဒီလိုအသင်းတွေပေါ့နော်အဓိကအဖြစ်ပါရာဂွေးတောင်အမေရိကအသင်းချစ်တီတိုင်အောင်မမထန်ထန်နဲ့ခံစစ်ကစားတဲ့ဟန်မျိုးရှိတဲ့အသင်းကြီးတွေကိုဒုက္ခပေးတတ်တယ်ဒီလိုမျိုးအသမိုင်းကြောင့်အစင်လာရှိပေမဲ့ဒီဝေါကမှာပါရာဂွေးတော်တော်စုပ်တယ်အစင်အောင်မပြေတာကစားတဲ့ပုံစံအခုတက်လာတော့လေအကောင်းဆုံးတတိယနေရာကတက်လာတယ်အခုဂျာမနီဆိုတာကဗျာကျွန်တော်တို့တို့ထဲမပြောပါဘူးဟုတ်ပါတယ်ဂျာမနီကဒီနှစ်မှာချန်ပီယံမှန်းလို့ရတဲ့အသင်းမျိုးလည်းမဟုတ်ဘူးချန်ပီယံမှန်းရလောက်တဲ့အရေးချင်းမျိုးလည်းသူတို့မှမရှိဘူးသို့တော့ပါရာဂွေးကိုရှုံးပြီးတော့32သင်းရထွက်မဲ့အသင်းမျိုးလို့တော့လုံးဝမထင်တော့အဲ့ဒါအမှန်တရားနော်ဒါပေမဲ့ထွက်သွားတဲ့နေပထမပိုင်း display ဆိုရင်ဘလောက်အချိန်နေစိုးနေလဲဆိုတော့status တွေကအကုန်လုံးမပြောဘူးမှန်တယ်ဒါပေမဲ့ဒီပွဲနဲ့ဘရာဇီးပွဲတွေမှာတော့ status တွေကတကယ်အလုပ်လုပ်တယ်နော်ပြောချင်တာဂျာမနီကပထမပိုင်းတစ်ပိုင်းလုံးမှာကိုပေါက်ကန်သွင်း9ချိန်ကိုပေါက်တက်မှု0 big chance မရှိနော်89%ဘောလုံးကင်ထားတယ်အဲ့ဘောလုံးကင်ထားပြီးအဲ့ဘောလုံးကိုဘာမှဆက်မလုပ်နိုင်တဲ့သူတို့ရဲ့တိုက်စစ်ကစားသမားတွေအဲ့ကစားသမားတွေကိုအချိန်အတော်ကြာကြီးတုံးတာအဓိကပြစံနေတို့ကစားသမားမျိုးဘာဖြစ်လို့ထည့်ထားတာလဲဘာဖြစ်လို့အဲ့ကစားသမားကိုမူစီလီယာကိုကြော်ပြီးတော့ဘာဖြစ်လို့နေရာပေးထားရလဲဒါနားမလည်နိုင်တကယ် defensive ကိုလုံးဝအထိုင်ဆုံးတဲ့အသင်းမျိုးတွေနဲ့ဆိုရင်နည်းနည်းခေတော့ဖြစ်မဲ့ကစားသမားမျိုးတွေနော်အဝင်ထွက်မှာ dribble လေးနဲ့ဝင်သွားပြီးတော့တစ်ဖက်က cancel shake ကိုပြိုအောင်လုပ်နိုင်တဲ့ကစားသမားမျိုးတွေထည့်ထားတဲ့နေစာနေကတကိတခါတော့ခေါင်းရင်ခေါင်းပဲအခုစာနေကဘာမှမျောနေလို့မရအောင်အားကိုးလို့မရတဲ့အနေထားဖြစ်နေပြီဂျာမနီဘာဖြစ်သွားတာလဲပေါ့နော်2014မှာကမ္ဘာဖလားရတယ်ဂေါ်စီရဲ့တလုံးနဲ့တော့တွင်းကိုနဲ့အာဂျင်တီးနားကိုတော့ကြော်ပြီးတော့ရရှိခဲ့တဲ့အသင်းအဲ့ချိန်မှာဒရက်စနာတို့နာဘရီတို့စာနီတို့လိုကစားသမားမျိုးတွေပေါ်လာတဲ့အချိန်ဒီနောက်ပိုင်းခေတ်ဒီမှာလည်းမူစီယာလိုဝက်စ်တို့လိုမျိုးဝမ်နာကစ်တွေရှိနေတဲ့အသင်းနော်အခုပက်ဘလိုဗစ်တို့ဘာလို့ဆိုတာလဲတန်းတစ်ခုရှိတဲ့ကစားသမားတွေပြီးတော့ဂျိုရှွာကီမစ်တို့လည်းမနာသေးတဲ့အချိန်ဒီလိုအသင်းမျိုးကဒီလောက်တော့စုပ်ပဲ့ရတာပေါ့နော်ဘာမှပြောရမရှိတာပါဒီကိစ္စနဲ့ပတ်သက်ပြီးလို့ပေါ့နော်အဲ့တော့ဂျာမနီပွဲပြီးသွားရင်တော့ဂျပန်နဲ့ဘရာဇီးပွဲကတော့တကယ်ကိုပွဲကောင်းတဲ့ပွဲဖြစ်ခဲ့တယ်နော်ကြည့်ရတာလည်းမင်းရရှက်ရရှိတယ်ပွဲတစ်ပွဲလုံးမှာဂျပန်ဒီလုတ်တဲ့အောင်လုတ်တယ်ခံစစ်ကစားတယ်ဟုတ်တယ်တချို့တွေကတော့ဂျပန်ဘက်ကိုအကန်ပြောတဲ့လူတွေလည်းရှင်းပဲအဲဂျပန်ရှုံးတဲ့နေပါညာတော့ဘရာဇီးလိုအသင်းမျိုးကိုတိုက်စစ်သွားဆော့လို့မရဘူးအဲ့ဒါဂျပန်မှမဟုတ်ဘယ်အသင်းကမှဘရာဇီးကို over aggression သွားဆော့လို့မရဘူးဆော့တာနဲ့ဘရာဇီးဘက်မှာကတကယ်လူငယ်ကစားသမားတွေပြီးတော့နှိမ်မြန်မှုကိုတုံးပြီးဆော့မယ်ကစားသမားတွေနော်defender ရဲ့ back zone တွေကိုဘောလုံးရောက်တာနဲ့ရှင်ပြေးမယ်ဆိုရင်တုံတောင်မလိုက်နိုင်မဲ့ကစားသမားမျိုးတွေတို့မှရှိနေတာပြီးတော့ဘောလုံးနဲ့အတူဆွဲပြေးရလဲအရန်ကောင်းတယ်လို့ဘောလုံးမပါဘဲနဲ့ပြေးလွှားလှုပ်ရှားနေတဲ့နေရာမှာလေးပဲတော်တော်လေးအလုံးလုံးနိုင်တဲ့ကစားသမားတွေအဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့လိုအသင်းမျိုးကိုကြတော့ကျွန်တော်တို့ကdefensive ကို highline တင်ပြီးတော့တခါတည်း attacking ကိုဦးစားပေးပြီးဆော့လို့မရဘူးပြီးတော့ဂျပန်ကလည်းအဲ့လိုဆော့တဲ့အသင်းမျိုးမဟုတ်ဘူးစူးစီးမှုကောင်းကောင်းချစ်ချစ်လက်လက်နဲ့တသင်းလုံးအတက်အဆင်းကိုမှန်မှန်ကန်ကန်လေးလှုပ်ပြီးတော့ဆော့တယ်ဒီပွဲမှာတော့တသင်းလုံးအတက်အဆင်းကိုမှန်မှန်ကန်ကန်လှုပ်တဲ့ချက်ပို့ပြီးတော့ကောင်တာပေါက်တွေကိုဆော့တယ်ကောင်တာပေါက်တွေကိုဆော့ရင်ဆော့နေရကနေဒါဒန်နီလိုရဲ့အမှားကနေတစ်ဆင့်ရသွားတဲ့ဘောလုံးเนาะလက်ခံရရှိတဲ့သူကစာနိုထင်တာပဲစာနိုဒီကမ္ဘာဖလားမှာတကူဖန်တီးထားတယ်အခုဆိုတကူသွင်းသွားတယ်သူသွင်းသွားတဲ့ဂိုးကလည်းတော်တော်ဝေးတယ်ဗျ big chance လည်းမဟုတ်ဘူးဂျပန်ကဂိုးရရှိနိုင်တဲ့ 0.33% လောက်နဲ့ဂိုးကရရှိသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောရမယ်ဆိုဒီဘက်ရှိတဲ့တွေလှုပ်လို့တယ်ဆိုတော့အဲ့ဒါဘရာဇီးဘက်ကဂိုးရနိုင်တဲ့ expected value 2.07 မှာ2ဂိုးရရှိတယ်အဲ့တော့ဘရာဇီးရဲ့ရတဲ့ဂိုးတွေကတော့အနည်းငယ်ကျင်းဖို့ကောင်းတယ်ပွဲကိုကြည့်နေရင်ဘရာဇီးကလွှမ်းမိုးထားတယ်ပြီးတော့ကေတော့ဖြစ်လောက်တဲ့ movement တွေထွက်လာတယ်ဒါပေမဲ့ဂိုးမရဘူးဂိုးကြီးလည်းရတော့အဲ့ဂိုးကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ကိုပြီးတော့corner play တွေဘာတွေကနေမဟုတ်ဘဲနဲ့အတင်းလိုက် set up play ကနေပြီးတော့ Casemiro ရဲ့အရွေ area ထိတ်နာကနေပြီးဖြည်းချင်းတိုးဝင်ရင်းနဲ့ပေါက်ထဲမှာနေရာကိုယူသွားတယ်ပြီးတော့အပြင်ဘက်မှာဘောလုံး circulation ဖြစ်နေရင် Gabriel Magalhaes ကနေပြီးတော့ဖြတ်တင်ပေါ်လာတဲ့ဟာကိုအလိုက်တင်ခေါင်းတိုက်သွားတယ်တကယ်ကိုလှပပြီးတော့ကြည်ကောင်းတယ်ကိုနော်ဘရာဇီးရဲ့ play ကတော်တော်လေးကိုမှကောင်းတယ်လို့ခံစားလိုက်ရပြီးတော့အမှန်တမ်းပြောရင်ဂျပန်ကမနိုင်တော့ဘူးဆိုတဲ့ feeling ကလည်းရနေပြီသား
တကိုးရသွားတယ်ဆိုပေမဲ့ဂျပန်မရတော့ဘူးလို့ပဲထင်ထားတယ်ထင်ထားရကနေဂိုးပေးရတယ်ဂိုးပေးရပြီးတော့တိတ်မကြဘူး Vinicius Junior ရဲ့ဘောလုံးကိုအနောက်ကပေးလိုက်တဲ့ဘောလုံးကိုတမ်းပြီးလက်ခံတွေကဂျပန်ရဲ့ကစားသမားတစ်ယောက်ကိုပေါင်စားရတဲ့ဖမ်းကျော်တယ်ကျော်ပြီးတော့ area ပေါက်ထဲကိုဆွဲပြေးနေရနေပြီးတော့ညာဘက်ကိုတစ်ချက်ပြပြီးဘယ်ဘက်ကို feint ထွက်ပြီးတော့ညာချိန်နဲ့ပဲအဝေးတောင်တွေကိုလှမ်းပြီးတိုးလိုက်တာအဲ့ဘောလုံးက Suzuki လာဒီလက်ကမထိတော့လို့ရှိရင်ဒေတာဘောက်ဂိုးမယ်ကိုဖြစ်သွားမှာပေါ့နော်အဲ့အလုံးကလည်းပဲတော်တော်လှတယ်ဒီနောက်ပိုင်းလဲဘရာဇီးကတောက်လျှောက်ဆိုသလိုဂျပန်ကိုတိုက်စစ်တွေဆင်းနေတယ်ဂျပန်ဘက်ကတော့ဒါ Defender Suzuki ဝင်လာပြီးတဲ့နောက်ပိုင်းမှာနည်းနည်းလေးပို့ပြီးတော့အခြေအနေမကောင်းတော့ဘူးလို့ခံစားရတယ်ပေါ့နော်ပြီးတော့နောက်ဆုံးသွင်းကိုဖြစ်တဲ့ Martinelli နေရာယူသွားတဲ့ပုံစံအရှင်းဆုံးပြောရရင်ဘရာဇီးရဲ့ကစားတဲ့ဒီ display မှာ open play ကရသွားတဲ့ကိုနှစ်ကိုအဲ့နှစ်ကိုလုံးကပုံစံတော့မတူဘူးဒါပေမဲ့ဖြည်းဖြည်းချင်းစိတ်ဝင်သွားတဲ့ပုံစံကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ရွှေ့နေတယ်အခုဂျာမနီဆိုပါရာဂွေးဘက်ကိုအဲ့လိုပဲ ball circulation နဲ့ရွှေ့နေတယ်ဒါပေမဲ့သူတို့ဆောနာနူစိတ်ဝင်ထိုးပေါက်မှုမလုပ်နိုင်ဘရာဇီးကတော့အဲ့ဒါကိုလုပ်နိုင်သွားတယ်သူတို့ရဲ့ကစားသမားတွေပို့ပြီး KO ဖြစ်တယ်လေပါမှာပါအဲ့တော့ဖြည်းဖြည်းချင်းသူကနေရာကိုယူလာရာကနေပြီးတော့ Martinelli ကဇုံလေးတစ်ခုကို space လေးချင်းလေးလွတ်သွားတယ် space လေးချင်းလေးလွတ်သွားတဲ့ကိုဒါGuimaraes ကျတယ်နော် Bruno Guimaraes က area ထိပ်မှာလက်ခံရရှိတာနဲ့ Martinelli ရဲ့လမ်းကြောင်းတွေကိုထည့်တယ်ဒါပေမဲ့အဲ့နေရာမှာဒါဂျပန်ကစားသမားတွေရဲ့ဟိုလူကကစားဖို့အနေငယ်အားနေတယ်လို့ပြောချင်တယ်ပြောလို့ရရတယ်သို့တော့ Martinelli ကိုအကယ်လို့အပိုင်ကတ်ထားမယ်ဆိုရင်တေချာပေါက် Martinelli ကိုကြော်ပြီးတော့တစ်ဖက်က Vinicius Junior တို့ဘာလို့ကလွတ်သွားနိုင်တယ်ဒီလိုအခြေအနေတွေကိုတွက်ပြီးတော့ space ကိုချိန်ထားတာဒါပေမဲ့အဲ့ဂျားရဲ့ space ကနေပြီး Martinelli ကရအောင်သုံးချပြီးဂိုးသွင်းသွားတယ်တော်တော်လေးလည်းကောင်းမွန်တဲ့ finishing နဲ့အတူဘရာဇီးက 2-1 ဆိုတဲ့ရလနဲ့အနိုင်ရရှိသွားခဲ့တယ်အဲ့ဒါမှာ static တွေအလုံးမလုံးတဲ့ပွဲကိုပြောဆိုရင်တော့ Netherlands နဲ့ Morocco ပွဲကိုပြောရလိမ့်မယ်ဒီပွဲနဲ့ထူးကြတယ်ပထမပိုင်းတစ်ပိုင်းလုံးမှာ total shoot 3 time ဒါဟိုဘက်က Netherlands က total shoot 3 time Netherlands က total shoot 3 time တစ်ဖက်က Morocco က total shoot 4 time မှာ shoot target 2 timeနှစ်ဖက်လုံးက expected goal value ကတစ်ဖက်က 0.06 တစ်ဖက်ကကျတော့ 0.18 ball position ကလည်းတစ်ဖက်က49တစ်ဖက်က51တိတ်မကွာဘူးအဲ့နေထားကိုကြည့်လိုက်မယ်ဆိုရင်ဒီနေ့က boring match ကြီးဖြစ်နေလားလို့စဉ်းစားကြရရှိမယ်တကယ်တမ်းပွဲထဲမှာမဟုတ်ဘူးပွဲထဲမှာကတော်တော်လေးကိုမြန်ဆိုင်ဆော့နေတဲ့ပွဲမျိုးနယ်သာလန်ကတော့ defensive ကိုပို့အသားပေးပြီးတော့ long throw တွေနဲ့ဆော့တယ်ပြေးရရုံးဝါးတွေနဲ့တိုးဝါးတွေနဲ့ဆော့တယ်ဂိုးရအောင်လို့ try နေဒါပေမဲ့ကေရောဖြစ်တဲ့ movement မျိုးတွေသူတို့မလုပ်လိုက်နိုင်ဘူးသူတို့တိုက်စစ်ကစားသမားတွေရဲ့လိုအပ်ချက်တွေဒီတောင်ပန်တွေရဲ့လိုအပ်ချက်တွေကြောင့်လည်းပါတယ်ပေါ့နော်ဒုတိယပိုင်းမှာလည်းအလားတူပဲနယ်သာလန်ဒုတိယပိုင်းမှာတော့ defensive ပို့ပြီးတော့အထိုင်ကျသွားတယ်ပြောလို့ရတယ်ဒါကလည်းပဲကိုလီကပိုရဲ့ဂိုးရရှိသွားလို့လည်းပါမယ်ပေါ့နော်ဒါပေမဲ့ဂိုးရရှိနိုင်တဲ့ expected goal value က 0.18 နော်ဒုတိယပိုင်းမှာ 0.18 total shoot က3 time big chance က2 time big chance က1 time ဟို shoot target 2 time big chance 1 time ကတော့ဒါကိုလီကပိုရဲ့ဂိုးဝင်သွားခဲ့တယ် Summerville က6တောက်လေးနဲ့ဟိုလဲကြနေရင်းနဲ့ဟို6တောက်လေးနဲ့အတားလေးထိလိုက်တဲ့ဘောလုံးကိုကပိုကပိတ်သွင်းတယ် okay ဒီဂိုးကလည်းပဲ counter box ကနေပြီးရတယ်နယ်သာလန်ကမော်ရိုကိုကိုဟိုအတင်းလိုက်ရှင်ဆော့ဖို့ထက်ဒီ counter တွေကနေပြီးဒီကဆော့ဖို့ကြိုးစားတယ်ဒီအရာကဒီပွဲမှာပို့ပြီးတော့မြန်ဆန်ဖြစ်စေရလို့လည်းခံစားရတယ်နယ်သာလန်လည်းမမှားခဲ့ဘူးမော်ရိုကိုဘက်ကလည်းလှုပ်တင်လှုပ်ထိုက်တာအကုန်လုပ်တယ်နောက်ဆုံး94မိနစ်မှာသူတို့ရဲ့ဒီ open play ကနေပဲရရှိလာတဲ့ဂိုးเนาะဒီဂိုးကလည်းတော်တော်လေးကို claim ဖြစ်တယ် defender ကတက်ပြီးတော့diop ထင်တယ်เนาะ defender diop ကတက်ပြီးတော့ခေါင်းတိုက်မဲ့နေရာတွေကိုယူသွားတယ်ပြီးတော့ဘယ်ချမ်းကနေပြီးတော့ညာချီနဲ့ cross ball ကျလာတယ် lightning တိုက်တယ်အဆုံးသတ်သွားတယ် 1-1 ဖြစ်ခဲ့တယ်ပြီးတော့ penalty နဲ့သူတို့နိုင်တယ် penalty မှာတော့ပြောစရာရှိတယ်เนาะ penalty ကတော့နှစ်ဖက်လုံးကဘလိုတွေတောင်လွဲတာလဲတောင်ခံစားရတဲ့အထိကိုကန်ကြတာပေါ့เนาะဆမ်ဗီးလွဲသွားတာတော်တော်တကယ်စိတ်မကောင်းစရာပဲပြီးတော့ဆဘာလီနောက်ဆုံးပယ်နယ်တီကိုခံပြီးတော့မော်ရိုကိုကနောက်တစ်ဆင့်ကိုရောက်ရှိခဲ့တယ်အဲ့တော့ဒီပွဲစဉ်တွေထဲမှာဂျာမနီရဲ့လွဲရင်ပေါ့နော်ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးကတကယ်ကိုခံစားလို့ကောင်းတဲ့ပွဲစဉ်တွေဖြစ်ခဲ့တယ်လို့ပြောရင်းနဲ့နောက်တဲ့ဗီဒီယိုတွေပြင်လည်းတွေ့ဆုံကြတော့ပေါ့